ဒီနေ့ခေါ်တော့မယ့်နေရာလေးကတော့ဘန်ကောက်ကနေပြီးတော့အနည်းဆုံး1နာရီနဲ့မိနစ်20လောက်မောင်းရတဲ့ဒနီတော်ရီရှိရဲ့ coffee shop လေးပဲဖြစ်ပါတယ်အဲ့တော့ coffee shop လေးကဘယ်လောက်တောင်မှအပြင်မှာဓာတ်ပုံရိုက်လို့လှလဲဆိုတာကိုတော့ဒီဗီဒီယိုကိုဆက်ပြီးတော့ကြည့်ပေးဦးနော်ဒီ coffee shop ကတယောက်ကိုဝင်ကြီးကဘတ်50ဒါပေမဲ့ဒီဘတ်50ကိုတော့အထဲမှာ coffee တောက်တာပဲဖြစ်ဖြစ်မုတ်စားတာပဲဖြစ်ဖြစ်ကူပွန်နဲ့ပြန်ပြီး claim လို့ရတာဆိုတော့ဒါ coffee ကိုမဖြစ်မနေတောက်ချင်တဲ့သူတွေအတွက်ကတော့မစိုးအဆင်ပြေတယ်ပြီးတော့သွားရတာလည်းစိတ်ချမ်းသာတဲ့နေရာလေးတစ်ခုလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုလို့ရှိရင်တော့ဘန်ကောက်လိုမျိုးပြကြီးနဲ့ဝေးပြီးတော့သွားရတဲ့နေရာမို့လို့အခုဆိုလို့ရှိရင်ဘန်ကောက်မှာလေလူညဉ့်ညမ်းတာတွေကလည်းများတယ်ဒါကြောင့်မို့လို့ပေါ့ပေါ့ပါပါလေးနဲ့စိတ်ချမ်းသာစရာကောင်းတဲ့နေရာလေးတစ်ခုလို့တော့အရင်ဆုံးညွှန်ပေးချင်ပါတယ်စိတ်တွေကိုလည်းဒါသူတို့ကလွတ်ထားပေးပြီးတော့ဓာတ်ပုံရိုက်လို့ရအောင်လဲထားပေးထားတာဆိုတော့စိတ်ကလေးတွေကတော့လူလဲရင်တယ်ပြီးတော့ချစ်စရာလည်းကောင်းတယ်တော်တော်လေးတော့ဒါစိတ်ချမ်းသာစရာစိတ်ကြည်နူးစရာကောင်းတဲ့နေရာလေးတစ်ခုလို့တော့အရင်ဆုံးညွှန်ပေးချင်ပါတယ်ဆိုင်ရဲ့အတွင်းပိုင်း decoration တွေကိုကြတော့ဒါဒနီတော်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဖွတ်တွေလာတယ်ထင်ပါတယ်အဲ့တော့ဆိုင်ကိုဒီဖွတ်ပုံစံ decoration ဆင်ထားတယ်ပေါ့နော်အဲဒီတော့ပြီးတော့အစားအသောက်တွေ coffee တွေမုတ်တွေကကြတော့လေဒီဘန်ကောက်ကနေပြီးတော့ပေးရတဲ့ coffee shop တွေရဲ့ဈေးနှုန်းအတိုင်းပဲများတယ်လည်းမဟုတ်ဘူးနည်းလည်းမဟုတ်ပုံမှန်ပဲပေါ့နော်ပြီးတော့တခြားအစားအသောက်တွေလည်းရတယ်တော်တော်လေးတော့ဗမာပါဇက်နဲ့တွေ့ရလို့ပြောရမယ်သူတို့ကိုယ်တိုင်ပြင်ဆင်ပေးတဲ့အစားအသောက်တွေကပြီးတော့ဒီဆိုင်ကိုမြန်မာနဲ့နီးရဲ့နေရာနားမှာရှိရတဲ့အတွက်ကြောင့်မို့လို့မြန်မာလူတွေတောင်ရေးပေးထားတာဆိုတော့မြန်မာတွေတော်များလာကြတယ်ပေါ့နော်အဲ့ဒီက coffee တောက်တာတခုတည်းမဟုတ်ပဲနဲ့သူ့ရဲ့အစားတောက်တွေလည်း try ခဲ့တယ်ဒါဆိုလို့ရှိရင်တော့ဒါသင်္ဘောတီတောင်ပေါ့နော်သင်္ဘောတီတောင်လည်းတော်တော်လေးကြိုက်တယ်ပြီးတော့တုံရန်ဟင်းချိုကိုလည်းဒီဆိုင်မှာ recommend ပေးတယ်ထဲကပါတဲ့ seafood တွေကလည်းတော်တော်လေးကိုများတယ်ပေါ့နော်ပေးရတဲ့ဈေးနဲ့တန်တယ်ဒါကတော့ထုံးစံတိုင်းပဲကြက်ဒူးစစ်ကြော်လေးကိုမှာစားကြည့်တယ်သူ့ရတာလည်းမစိုးဒါပေမဲ့ကဖောင်ကကြတော့ကဖောင်မူကော့စားချင်တာပေါ့နော်ဝက်ကိုအကျွတ်ကြော်လောက်ထားဒါပေမဲ့သူကဖောင်မူကော့နားမလဲလိုက်တော့ဒါမျိုးလေးပဲလာချပေးသွားတယ်ကဲပြီးတော့ဒါထမင်းကြော်ကတော့ထုံးစံတိုင်းပဲဘယ်နေရာရဲ့ထိုင်းဆိုင်မှာဖြစ်ဒီရတာပဲဆိုတော့တိတ် trade to ကပြောစရာမရှိဘူးဒါရောစားခဲ့တယ်ပေါ့နော်အဲ့တော့ဒီ coffee shop ရဲ့အပြင်ဘက်မှာဆိုလို့ရှိရင်လေရေတခွန်အတုလေးကိုထားပေးထားတယ်အဲ့တော့ရေတခွန်အတုလေးနားမှာဆိုလို့ရှိရင်လေငါးစာလဲကျွေးလို့ရတယ်ပေါ့နော်အဲ့တော့ဓာတ်ပုံလေးတွေကိုလည်းဒီရေတခွန်အတုနားမှာရိုက်လို့ရရအောင်ဖန်တီးပေးထားတယ်နောက်ထပ်နေရာလေးကကြတော့ဒီအောက်ထပ်မှာထိုင်လို့ရအောင်လို့ထားပေးတဲ့ခုံတန်းလေးပေါ့နော်အဲဒီနေရာလေးဆိုလို့ရှိရင်လည်းတော်တော်လေးကိုလှတယ်ဓာတ်ပုံရိုက်ပြီးတော့ရိုက်ချက်ကောင်းကောင်းနဲ့ရိုက်လို့ရတဲ့နေရာလေးတွေပေါ့နော်ကော်ဖီခွက်ကိုယူပြီးတော့ဒီလိုနေရာလေးမှာတိတ်တိတ်ဆိတ်ဆိတ်နဲ့အေးစစ်စစ်နဲ့စားဖတ်တာပဲဖြစ်ဖြစ်အနားယူတာပဲဖြစ်ဖြစ်လုပ်လို့ရအောင်လို့တနေရာနဲ့တနေရာကိုလည်းအရန်အဝေးမဟုတ်ပဲနဲ့စီစဉ်ပေးထားတယ်ပေါ့နော်ဒနီတော်တွေခြားထဲမှာဆိုတော့အရန်ကိုစိမ့်လန်းဆိုပြီးပေါ့နော်အပေါ်တက်မှာဆိုလို့ရှိရင်လည်းအခုဒီနေရာကကျတော့အရန်နာမည်ကြီးရဲ့နေရာလေးပေါ့နော်အဲ့တော့အကောတော်များများကဒီနေရာမှာဓာတ်ပုံတွေရိုက်ကြတယ်ပြီးတော့အမှတ်တရလမ်းတွေရှောက်လို့ရအောင်လုပ်ပေးထားတယ်ပေါ့နော်အဲ့တော့ကော်ဖီလာတောက်ရင်းနဲ့အေးစစ်စစ်တိတ်တိတ်ဆိတ်ဆိတ်နဲ့ဒီနေရာတွေမှာနေပြီးတော့ဖန်တီးလို့ရအောင်လို့ဒီကော်ဖီဆိုင်လေးကဖွင့်ထားတယ်လို့ထင်ပါတယ်အဲ့တော့ခြုံပြောရမယ်ဆိုလို့ရှိရင်တော့အရန်မွန်းချက်တဲ့ဘန်ကောက်ကနေပြီးတော့ခဏလေးတိတ်တိတ်ဆိတ်ဆိတ်အေးချမ်းချမ်းလေးနဲ့စိတ်သက်သာနဲ့အနားယူခြင်းနဲ့အပန်းဖြေခြင်းနဲ့ကော်ဖီဆိုင်လှလှလေးမှာဓာတ်ပုံရိုက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဒနီတော်ကော်ဖီ shop ကို recommend ပေးတယ်အဲ့တော့လာတဲ့အချိန်နဲ့လာတဲ့နေရာလေးကစိတ်အေးချမ်းချမ်းနဲ့တန်တယ်လို့ခံစားရပါတယ်ဒါကြောင့်မို့လို့တကယ်လို့များကိုယ့်ရဲ့စိတ်ကိုအနားယူခြင်းနဲ့ relax လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ coffee shop လေးကိုလာပေးဖို့ညွှန်ပေးချင်ပါတယ်အဲ့တော့ဒီနေ့ရဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ကျွန်တော်ကဘယ်ဆိုင်တွေကိုသွားစားပြမှာလဲဒါမှမဟုတ်ကျွန်တော်ကချက်ပြမှာလားဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုဆက်ပြီးစောင့်ကြည့်ပါအောင်ခင်ဗျာကိုတော့အားလုံးပဲတတာ